ယခုကျွန်တော်တင်ဆက်ပေးမယ့်အကြောင်းအရာသည်ကျွန်တော်အဖေရာတွင်တကယ်ဖြစ်ပျက်ခဲ့သောအကြောင်းအရာကိုပြန်လည်မျှဝေတင်ဆက်ပေးခြင်းဖြစ်ပါသည်ကျွန်တော်တို့အဖေရွာအပြင်ဘက်တွင်အိမ်တွင်မင်းမြာကလေးဟုသောနှံ့နှန်းတစ်ခုရှိပါသည်တနေ့၌ရွာထဲတွင်ရွာကာလာသောကိုအောင်သိန်းဆိုသောလူမြထိုနှံ့နှန်းကြီးအားသူမိရှို့ဖြစ်စည်းပြပြမည်ဟုကာလာသားများဖြင့်ငွေ9ကျပ်စီအလောင်းစားပြုလုပ်ပါတော့သည်ကာလာသားများကလည်းသူနှင့်ငွေ9ကျပ်စီအလောင်းစားတဘောတူတဲ့ဖြင့်ကိုအောင်သိန်းသည်ညနေဆောင်သို့ရောက်သောအခါမိတို့ပစိန်ကင်၍ရွာပြင်ဘက်ရှိနှံ့နှန်းသို့ရဲကိုမူးအောင်တောက်ကထပ်သွားပါတော့သည်ကိုအောင်သိန်းသည်ရွာပြင်ဘက်ရှိနှံ့နှန်းသို့ရောက်သောအခါပါလာသောမိတို့ကြီးဖြင့်နှက်စင်အားမိတင်ရှို့ပါတော့သည်ထို့နောက်နှက်စင်ကြီးအားပစိန်ဖြင့်ခုတ်ပါတော့သည်ရွာထဲကလူများရွာနှက်စင်မိလောင်သည်ကိုသိရှိသဖြင့်ရောက်လာသောအခါကိုအောင်သိန်းသည်တွေးတန်ရာများဖြင့်လဲကျနေသည်ကိုတွေ့ရပါတော့သည်အမှန်တကယ်ကိုအောင်သိန်းပစိန်ဖြင့်ခုတ်သည်မှာနတ်စင်ကြီးမဟုတ်ပဲသူ့ခြေထောက်ကိုသူပြန်ခုတ်နေတဲ့ဖြင့်ကိုအောင်သိန်းသည်အသက်မြို့သာကြံပါတော့သည်ကိုအောင်သိန်းသူပြုခဲ့ကုသိုလ်ကံအတိုင်းကိုအောင်သိန်းသည်တွေးတန်ရာများဖြင့်အလူးလဲခံစားနေကြရပါတော့သည်ထိုအချိန်တွင်ရွာသားများသည်ကိုအောင်သိန်းကထန်းစင်ဖြင့်ရွာစည်းရုံသို့ပို့ဆောင်ကြပါလေတော့သည်ရွာစည်းရုံသို့ကိုအောင်သိန်းအားရွာသားများပို့ဆောင်တော်လေကိုအောင်သိန်းသည်သူပြုသောအကုသိုလ်ကံကြောင့်တွေးထွက်လွန်ကကိုအောင်သိန်းသည်ဆေးရုံအရောက်၌တည်ဆုံးသွားပါတော့သည်ထိုအဖြစ်ဖြစ်သွားပြီးနောက်ပိုင်းတွင်ကျွန်တော်အဖေတို့ရွာတွင်ရွာနှက်စင်နှင့်ပတ်သက်၍အလောင်းစားဘယ်သူမှမပြုတ်လို့ရကြဘူးပြီရွာနှက်စင်ကြီးအားလည်းရွာသူရွာသားများကပြန်လည်ပြုပြင်ကိုးကွယ်ကြပါတော့သည်အဓိကကျွန်တော်ပြောလိုသည်မှာကိုးကွယ်ရင်နေပါမစည်းကပ်ရင်နေပါနှောက်ယှက်ပျက်စီးဖို့စိတ်မကူးကြပါနဲ့ကျွန်တော်တင်ပြလိုပါသည်ကျွန်တော်တင်ပြသားသောအကြောင်းအရာလေးကကြိုက်နှစ်သက်မယ်ဆိုတာက like and subscribe လုပ်ပေးသွားကြပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ